တိုင်းလူတိုင်းဟာကိုမဆုံးမသေးသမျှကိုမပြင်သေးသမျှဆရာမိဘတွေဘလောက်ပဲဆုံးမကိုဆုံးမနိုင်မှသာလေအရင်ခြေဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ်ဆရာမိဘဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်သို့တော့ဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တိုင်ကဒီမှာရင်ကျေးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုယ်တိုင်ကိုပြုပြနိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တယ်မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွှန်ပြရုံတသက်မျှတာဖြစ်တယ်ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှိရင်ပြစုံတဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းတွေမြတ်စွာဘုရားကိုယ်တိုင်ကလည်းတရားတွေကိုသတိပေးတဲ့စကားမိန့်ကြားခဲ့တယ်တုံမေဟိကိစ္စံအတ္တပံလို့တဲ့လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ကဒီစူးစမ်းရမှာဖြစ်တယ်ငါကတော့လမ်းညွှန်ပြတ်ဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုစကားဟာအလုံးကိုမှတ်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုက်နာသူမလိုက်နာသူဆိုတာနှမျိုးရှိတယ်လိုက်နာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုက်နာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်ကဘာလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုမဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုမဆုံးမနိုင်သေးသမျှလူလောကမှာအသုံးကျတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခက်ရနေတယ်သူတို့ဆိုလို့